အခုကိုကင်ထားတဲ့ကိုယ့်ရဲ့နံပါတ်ကစိုးသလားကောင်းသလားဆိုတာကိုဘယ်လိုသိရမှာလဲပြီးတော့ကိုကဖုန်းနံပါတ်အသစ်တစ်ခုကိုဝယ်တော့မယ်ဆိုရင်ဘယ်အချက်တွေကိုကြည့်ပြီးတော့ဝယ်ရမှာလဲဆိုတာကိုဒီနေ့ဒီဗီဒီယိုမှာကျွန်တော်အချက်၄ချက်နဲ့ရှင်းပြီးတော့ပြောပြပေးမှာဖြစ်ပါတယ်အဲ့ဒါတွေကတော့နံပါတ်1အသက်အရွယ်အပိုင်းခြားနံပါတ်2လက်ရှိအသုံးပြုနေသောကာလနံပါတ်3ပြောင်းလဲလိုက်တဲ့နံပါတ်ကအရှိနဲ့တော့တူနေတာမျိုးရှိတာလားနံပါတ်4အနာဂတ်စီစဉ်ဆိုတာအနာဂတ်မှာဘာအလုပ်လုပ်မှာလဲဆိုတာအပေါ်ကိုကကြည့်ပြီးတော့ဖုန်းနံပါတ်ကိုပြောင်းလဲပြီးတော့ဝယ်ရမှာဖြစ်ပါတယ်ရှေ့ဦးစွာမင်္ဂလာပါလို့ကျွန်တော်နှုတ်ဆက်ချင်ပါတယ်ဒီနံပါတ်ကအကောင့်ဆိုပြီးတော့ကျွန်တော်တို့ရွေးချယ်လိုက်တာပေါ့နော်ရွေးချယ်လိုက်တာမှန်နေသလားမှားနေသလားဆိုတာကိုသိရအောင်ကျွန်တော်ပြောပြပေးမှာဖြစ်ပါတယ်ဂိုင်းထားတာနံပါတ်အကောင့်ကြီးဆိုပြီးမဲ့ဘဝကဘာမှလည်းမပြောင်းလဲဘူးဂိုင်းထားတဲ့နံပါတ်ကတစ်နှစ်ရှိနေပြီဘာမှလည်းမပြောင်းလဲသေးဘူးဆိုပြီးတော့လာမေးကြတဲ့လူတွေလည်းရှိပါနေတယ်ပြီးတော့တချို့လူတွေကနံပါတ်ကသူ့ဘာသူနေတာလေဘာလို့ပင်နေကြည့်လို့ရတာလဲဘာလို့ပေတင်ပညာနဲ့တိုက်ဆိုင်နေရတာလဲဒါတွေကိုကျွန်တော်အားလုံးရှင်းပြပါမယ်ဥပမာလေးတစ်ခုကျွန်တော်ပြပြပါမယ်စုံတစ်ယောက်ကကိုယ့်ကိုတစ်ခုခုပေးတယ်ဆိုရင်ကိုကလက်မခံဘူးဆိုရင်ကိုကဘာမှမရပါဘူးတစ်ဖက်ကတိုက်တွန်းနေပေမဲ့ကိုကထားမလုပ်ဘူးဆိုရင်ကိုကပြင်းနေမယ်ဆိုရင်အရာအလုံးကအချီးနှီးပါပဲကဲတော့နံပါတ်တွေကကိုစီစွမ်းအားရှိပါတယ်သူတို့စီမှာသူတို့ရဲ့အသွဲတစ်ခုချင်းစီအလိုက်စွမ်းအားတွေရှိပါတယ်မယုံဘူးဆိုရင်အခုကျွန်တော်ပြောတာကိုလှုပ်ကြည့်ပါကိုယ့်ရဲ့အတိမိတ်ဆွေတွေကယောက်ျားလေးတယောက်ဆိုပဲကောင်မလေးကိုပဲလိုက်ကောင်မလေးတွေကသူ့ကိုပြန်မကြိုက်ဘူးဆိုပါစို့ပြန်မကြိုက်ဘူးဆိုရင်အဲ့ဒီလူကို236ပါတဲ့ဖုန်းနံပါတ်ကိုပြောင်းလဲပြီးတော့ပေးသုံးကြည့်ပါ3လ3လ4လအတွင်းမှာဆိုရင်သူ့ကိုပြန်ကြိုက်မဲ့သူပေါ်လာလိမ့်မယ်သူရေးစားရတော့မှာပေါ့ဗျာပြီးတော့နောက်တစ်ခုရှိပါသေးတယ်နံပါတ်အကောင့်တွေကိုဘယ်လိုစီရမှာလဲဘယ်နံပါတ်ကဘယ်နေရာမှာထားရမှာလဲအချစ်ရေးမူရေးကြီးရေးအိမ်တော်ရေးပေါင်းသင်းဆက်ဆံရေးကျမ်းမာရေးအားလုံးကောင်းချင်တယ်ဘယ်လိုစီရမလဲဘယ်လိုထားရမလဲခုလိုမျိုးအားလုံးအကောင့်ကြီးလို့ထားလို့မရဘူးပေါ့နော်ဘာဖြစ်လို့လဲဆိုတော့စိုးတဲ့လက်အကောင့်တစ်လဲပဲဖြစ်ပါတယ်ကျွန်တော်တို့ရဲ့ဘဝမှာလည်းဒီလိုမျိုးပါပဲအစိုးတစ်လဲအကောင့်တစ်လဲရှိပါတယ်အမြဲတမ်းကြီးကောင်းနေတာမျိုးမရှိပါဘူးနံပါတ်2တွေကလည်းအဲ့ဒီလိုမျိုးပါပဲအားလုံးကြီးအကောင့်ကြီးပဲကိုကျွန်တော်တို့ရွေးချယ်ပြီးတော့ဝယ်ယူလို့မရပါဘူးအဲ့လိုမျိုးအကောင့်တွေကြီးပဲမရှိဘူးလားရှိပါတယ်ဒါပေမဲ့ပတ်စံအများကြီးကုန်ပါတယ်ထိုင်းမှာဆိုရင်ဘတ်9000သို့မဟုတ်ဘတ်1000ထိကျွန်တော်တို့သုံးရပါတယ်ဖုန်းနံပါတ်အကောင့်တစ်ခုကိုရချင်တယ်ဆိုရင်မြန်မာနိုင်ငံမှာကြတော့အဲ့ဒီလောက်ထိစေးမကြီးဘူးပေါ့နော်ထိုင်းနိုင်ငံမှာဆိုရင်မရပါဘူးသူတို့ကနံပါတ်အကောင့်တွေဆိုရင်ကုမ္ပဏီကနေတိုက်ရိုက်ပြီးတော့ယူလိုက်တာပေါ့နော်ကျွန်တော်တို့လမ်းဘေးမှာမြင်နေတဲ့ဖုန်းဆိုင်တွေမှာနံပါတ်တွေရောင်းနေတယ်ဆိုတာကအဲ့ဒါမကောင်းတဲ့နံပါတ်တွေပဲများနေတာပေါ့နော်အဲ့ဒါတွေကထက်အခါစစ်ဆေးပြီးမှပြီးကုန်မှကျန်တဲ့လက်ကျန်လေးတွေကိုကျွန်တော်တို့ဝယ်ရတာဖြစ်ပါတယ်အဲ့ဒါသူတို့ဘာလုပ်လဲဆိုတော့ဈေးကြီးတင်ပြီးတော့သူတို့ပြန်ရောင်းကြတာဖြစ်ပါဒီလမ်းဘေးဖုန်းဆိုင်တွေမှာကောင်းတာတွေကြီးပဲရှိတာလားဆိုတော့မဟုတ်ပါဘူးကောင်းတာလေးတွေလည်းရှိပါတယ်ဒါပေမဲ့ကြားပါတယ်ထိုင်းလူမျိုးတွေကဖုန်းနံပါတ်မပြောနဲ့ကားနံပါတ်ဆိုင်ကယ်နံပါတ်ဆိုရင်လည်းသူတို့ကနံပါတ်အကောင့်ကြီးပဲအသုံးပြုကြတာပေါ့နော်နံပါတ်အဆိုးတွေကိုဆိုရင်ထည့်ပါဘူးမိတ်ဆွေတတိထားကြည့်ပါကားအကောင့်သားကြီးတွေဆိုင်ကယ်ကားအကောင့်သားကြီးတွေဆိုရင်အရန်ကိုလှတဲ့နံပါတ်တွေပဲသူတို့ထည့်ထားတာပေါ့နော်တချို့တွေကကျွန်တော်မြင်တာပေါ့နော်ဒီဖုန်းနံပါတ်လဲပေးတဲ့ဆရာမပဲရှိပါတယ်ချို့လူတွေကပတ်စံရှိရင်သူတို့စီမှာတွားလဲကြတာပေါ့နော်ကိုယ့်ရဲ့မွေးနေ့ဝေပါတွေနဲ့တိုက်ပြီးတော့အဲ့ဒီဆရာတွေကဖုန်းနံပါတ်လဲပေးကြတာဖြစ်ပါတယ်တန်ရာဆေးတစ်ခုတော့သူတို့ယူကြတာပေါ့နော်ကျွန်တော်အနေနဲ့ပြောချင်တာကဆရာတွေနဲ့လဲပြီးတော့လဲထူးခြားလာမလားဆိုရင်မထူးခြားလာပါဘူးပေါ့နော်ဘာလို့လဲဆိုရင်တကယ်တော့ဖုန်းနံပါတ်တွေရဲ့စွမ်းအားကိုကျွန်တော်ဘယ်လိုဖော်ပြရမလဲဆိုရင်ဥပမာကိုကအဲ့ရထဲမှာအိတ်နေတဲ့လူတယောက်ကိုကအဲ့ရထဲမှာအိတ်နေတယ်ကိုအမေကမနဲ့လင်းပြီးထတော့ဆိုပြီးတော့ကိုလာနှိုးမယ်ကိုကမထချင်ဘူးအမေကဘာဖြစ်တယ်ညာပြီးအခုမှမိုးစားလေးနဲ့ဆိုပြီးတော့ကိုကပြန်အိတ်လိုက်မယ်အဲ့ဒီလိုနဲ့တရက်ကုန်ရတယ်နောက်နေ့ကျရင်လည်းကိုအမေကကိုအဲ့ဒီပုံစံတိုင်းပဲမနဲ့ခင်အစောကြီးကိုလာပြီးတော့နှိုးမယ်ကိုကမထဘူးဆိုရင်မနဲ့ခင်မှာရတဲ့ကောင်းကျိုးတွေမနဲ့ခင်ရဲ့တာယာမှုတွေမနဲ့ခင်ရဲ့အေးချမ်းမှုတွေကိုကိုကခံစားမိဘူးပေါ့နော်ဒါပေမဲ့ကိုအမေကတော့အမြဲတမ်းခေါ်နေမှာပဲထမထကိုအမေတော့အမြဲတမ်းခေါ်နေမှာပဲကိုကထမှအဲ့ဒီမနဲ့ခင်ရဲ့အလင်းတွေမနဲ့ခင်ရဲ့တာယာမှုတွေကိုခံစားရမှာပေါ့နော်ဖုန်းနံပါတ်တွေကလည်းအဲ့ဒီလိုပါပဲကိုအမြဲတမ်းလာပြီးတော့နှိုးဆော်နေပါပဲကိုကလောက်မှကိုကရမှာပေါ့နော်မလောက်ဘူးဆိုရင်မရပါဘူးပေါ့နော်အချင်းကြီးဖြစ်သွားမှာပေါ့နော်အဲ့လိုမျိုးပါပဲဖုန်းနံပါတ်ရဲ့အစွမ်းအားတွေကကျွန်တော်ရှင်းပြတာကိုနားလည်မယ်ထင်ပါတယ်ကဲခုကျွန်တော်တို့အကြောင်းအရာလေးစီတက်သွားလိုက်ကြရအောင်နော်နံပါတ်1ကအသက်အရွယ်အပိုင်းခြားမှာကြောက်နေအရွယ်အလုတ်လုတ်တဲ့အရွယ်လူငယ်အရွယ်အငိမ့်စားယူတဲ့အရွယ်ဆိုပြီးတော့အရွယ်မျိုးရှိကြပါတယ်ကိုကအသက်ကြီးတဲ့အရွယ်အိမ်တောင်တဲ့အလုတ်လုတ်တဲ့အရွယ်ဆိုရင်ကိုကစမ်းပွေးတဲ့နံပါတ်တွေကို
တုံးထားမယ်ဆိုရင်အဲ့ဒီရဲ့စွမ်းအားတွေကကိုယ့်ပေါ်အကျိုးတက်ရောက်လာနိုင်မှာလားအကျိုးမတက်ရောက်ပါဘူးပေါ့နော်ကိုကဒီအိမ်တောင်တဲဟိုအဖိုးကြီးတယောက်ဖြစ်နေမယ်ဆိုရင်ကိုကစမ်းပွေးတဲ့နံပါတ်ကိုတုံးထားမယ်ဆိုရင်လေကိုယ့်ဘောအဲ့လောက်ထိအစွမ်းမတက်ရောက်တော့ဘူးပေါ့နော်ကိုကအဲ့ဒါနေရာလွဲနေတာဖြစ်ပါတယ်နံပါတ်တွေရဲ့အစွမ်းတွေကတက်ရောက်မယ်ဆိုရင်လေကိုယ့်ဘောအနေအချင်းပဲတက်ရောက်မှာပေါ့နော်ကိုကလူကြီးဖြစ်ပြီကိုကအိမ်အောင်တဲ့အလောက်လောက်တဲ့အရွယ်ဆိုရင်ဥပမာလူချင်းလူခင်နည်းနည်းပါးပါးပေါ်မှာပေါ့ဗျာအဲ့ဒီစမ်းပွေးတဲ့နံပါတ်ကိုတုံးထားမယ်ဆိုရင်ကိုကလူငယ်အရွယ်ဆိုရင်စမ်းပွေးတဲ့နံပါတ်ကိုတုံးတာကောင်းပါတယ်ကိုကလူငယ်ဆိုရင်စမ်းပွေးတဲ့နံပါတ်ကိုတုံးပါကိုကအိမ်တောင်တဲ့အသက်ကြီးတဲ့လူဆိုရင်စီဝါရေးနဲ့ဆိုင်တဲ့နံပါတ်တွေကိုတုံးရင်ကောင်းပါတယ်အလုပ်တစ်ခုတူထောင်မယ်ဆိုရင်လုပ်ငန်းတိုးတက်အောင်မြင်ဖို့အတွက်အဲ့ဒီနံပါတ်တွေကိုအသုံးပြုသင့်ပါတယ်ကိုကလူငယ်ဆိုပြီးတော့လုပ်ငန်းလည်းမလုပ်ထားဘူးလုပ်ငန်းနံပါတ်တွေကိုကိုကတုံးမယ်ဆိုရင်အချင်းကြီးပါပဲလူကြီးတွေအတွက်ဆိုရင်စကားပြောကောင်းတဲ့အသွေးတွေကိုကိုကရွေးချယ်ပြီးတော့အသုံးပြုရမှာဖြစ်ပါတယ်ကိုစကားကိုကိုရဲ့သားသမီးတွေကိုရဲ့မြင်းမြစ်တွေကိုရဲ့ပေါင်းတင်နေတဲ့တငယ်ချင်းတွေကိုစကားပြောရင်သူတို့တွေကနားထောင်လို့အဆင်ပြေမှာပေါ့ဗျာကဲအခုနံပါတ်2ကလက်ရှိအသုံးပြုနေသောကာလလက်ရှိအသုံးပြုနေသောကာလမှာတချို့တွေရှိပါသေးတယ်ဖုန်းနံပါတ်တွေကခဏသူတို့ပြောင်းတတ်တဲ့လူတွေရှိပါတယ်နော်အဲ့လိုမျိုးဆိုရင်ဖုန်းနံပါတ်ရဲ့စွမ်းအားတွေကကိုယ့်ပေါ်မတက်ရောက်ဘူးပေါ့နော်ကြတော့ဖုန်းနံပါတ်တွေရဲ့စွမ်းအားကကိုယ့်ပေါ်တက်ရောက်လာနိုင်ဖို့ဆိုရင်3လသို့မဟုတ်6လအထိပေးနာမှာသုံးထားရမှာဖြစ်ပါတယ်ပေါ့နော်လူလိုပဲပေါ့နော်လူမိတ်ဆွေဖွဲ့တလူမျိုးပါပဲဖုန်းနံပါတ်တစ်ခုကိုအနည်းဆုံး3လသို့မဟုတ်6လအထိဂိုင်းမှကျွန်တော်တို့ကိုအဲ့ဒီစွမ်းအားတွေအဲ့ဒီဖုန်းနံပါတ်ရဲ့ကောင်းကျိုးဆိုးကျိုးစွမ်းအားတွေကိုကျွန်တော်တို့အပေါ်အကျိုးတက်ရောက်မှာပေါ့နော်ခုကနံပါတ်3ကပြောင်းလဲလိုက်တဲ့နံပါတ်ကအရှိနဲ့နောက်တူနေတာမျိုးရှိသလားပြောင်းလဲလိုက်တဲ့နံပါတ်ကအရှိနဲ့နောက်တူနေတာမျိုးဆိုတာကကိုဘဝပြောင်းလဲဖို့ဆိုပြီးတော့ကိုဖုန်းနံပါတ်တွေကိုပြောင်းလဲလိုက်တယ်ကိုကဘာမှလည်းပြောင်းလဲမလာဘူးဆိုရင်ကိုပြောင်းလဲလိုက်တဲ့နံပါတ်ကအရင်ကကိုရဲ့ဖုန်းနံပါတ်နဲ့တူနေတာလားကိုရဲ့ဆိုင်ကယ်ကားနံပါတ်နဲ့တူနေတာလားကိုရဲ့အိမ်နံပါတ်နဲ့တူနေမိသလားဆိုတာကိုကပြန်ပြီးတော့စမ်းစစ်ကြည့်တက်တာပေါ့နော်အရင်ကကိုလူတွေကစိတ်မဝင်စားကြဘူးပေါ့နော်အဲ့ဒီလောက်ထိခင်တာမင်တာမျိုးမရှိဘူးခုမှလူတွေကကိုပေါ်ခင်မလာကြတယ်ပေါင်းတဲ့ဆက်ဆံရေးကောင်းလာကြတယ်အဲ့လိုမျိုးကခံစားမိမယ်ဆိုရင်အဲ့ဒီကိုပြောင်းလဲလိုက်တဲ့နံပါတ်တွေကရှင်းနေတော့မတူကြဘူးပေါ့နော်အဲ့လိုမျိုးဖြစ်တတ်ပါတယ်အရင်ကမွေးကြီးအခက်ခဲဖြစ်တယ်ခုမှမွေးကြီးနည်းနည်းပြေလည်လာတယ်အလုပ်ငန်းကိုင်ငန်းတွေစင်ပြေလာတယ်ဆိုရင်အဲ့ဒါဆိုရင်ကိုကပြောင်းလဲလိုက်တဲ့နံပါတ်ကအရှင်းနေတော့မတူတာမျိုးဖြစ်တတ်ပါတယ်တီးတလောက်လဲတီးပြီးဆိုတော့ကျွန်တော်တို့ဖုန်းနံပါတ်ပြောင်းမယ်ဆိုရင်ဘယ်လိုပြောင်းရမှာလဲဥပမာချမ်းသာစေတဲ့နံပါတ်ပြောင်းမယ်ဆိုပါစို့ကျွန်တော်တို့လက်ထက်မှာလုပ်ငန်းသေးလေးတော့မှမဆက်ရသေးဘူးဆိုရင်ကျွန်တော်တို့ချမ်းသာစေတဲ့နံပါတ်ပြောင်းလဲလုပ်ငန်းတိုးတက်စေတဲ့နံပါတ်ပြောင်းလဲကျွန်တော်တို့အပေါ်အကျိုးတွေကမတက်ရောက်နိုင်ဘူးပေါ့နော်အချင်းကြီးပဲဖြစ်သွားမှာပါဒီနံပါတ်ကိုတုံးမယ်ဆိုရင်ဒီအလုပ်ကိုကလောက်ရမှာဖြစ်ပါတယ်ကိုကစီးပွားရေးကောင်းနေတဲ့နံပါတ်ကိုတုံးမယ်ဆိုရင်ကိုလက်ထက်မှာစီးပွားရေးအလုပ်တစ်ခုကိုကလောက်ထားရမှာဖြစ်ပါတယ်ကိုကကားမောင်းနေတယ်သို့မဟုတ်ကိုကအလုပ်ချမ်းသမားပယံဆိုင်မှာအလုပ်လုပ်နေတယ်ဆိုရင်အန်ဒီရဲ့ကင်းစီတဲ့နံပါတ်တွေကိုကိုကစောင်းလာရမှာဖြစ်ပါတယ်အခုနောက်ဆုံးနံပါတ်4အနာဂတ်စီစဉ်ကကိုရဲ့ရှေ့ရေးအလုပ်အကိုင်းမွေရေးကြီးရေးကိုသွေးချက်မှရေးဘာကိုစဉ်းစားထားတာလဲကိုကဘာကိုပုံဖော်နေတာလဲဆိုတဲ့အပေါ်မှာမူတည်နေပါတယ်ပြီးတော့ကိုရဲ့ဘယ်မှာအလုပ်ကိုင်းအခုလက်ရှိလုပ်နေတဲ့အလုပ်နောက်ထပ်လုပ်မဲ့အလုပ်ဒါတွေကိုစဉ်းစားပြီးတော့ကိုကနံပါတ်တွေကိုရွေးချယ်ပြီးတော့ဝယ်ယူရမှာဖြစ်ပါတယ်ကိုကလခစားအလုပ်သမားဖြစ်နေမယ်ကိုကိုင်းထားတဲ့နံပါတ်တွေကလုပ်ငန်းကြီးလုပ်တဲ့နံပါတ်တွေမဟုတ်ရင်989လို့ငကားနံပါတ်တွေကိုကိုကင်ထားမယ်ဆိုရင်အဲ့ဒီရဲ့စွမ်းအားတွေကကိုပေါ်အများကြီးမရောက်နိုင်ဘူးပေါ့နော်သူများလက်အောက်မှာအလုပ်လုပ်နေတယ်ဆိုရင်တသေးချစ်တဲ့နံပါတ်တွေအထက်လူကြီးကကိုချစ်တဲ့နံပါတ်တွေကိုကိုကစောင်းထားရမှာဖြစ်ပါတယ်ကိုကလုပ်ငန်းတစ်ခုအသစ်စားတော့မယ်ဆိုရင်လုပ်ငန်းတိုးတက်စေတဲ့နံပါတ်တွေကိုကိုကရွေးချယ်ပြီးတော့ဝယ်ယူရမှာဖြစ်ပါတယ်ကျွန်တော်အကြံပြုချင်တာကလက်ကားစားအလုပ်သမားတွေကခွန်လေးပါတဲ့အသွေးကိုထည့်ထားဖို့ကျွန်တော်တိုက်တွန်းချင်ပါတယ်ခွန်လေးကတထေးကိုယုံကြည်စေတယ်ထက်လူကြီးကကိုယုံကြည်စေတာပေါ့နော်ဒါပေမဲ့တခုတော့ရှိပါတယ်ခွန်လေးအသုံးပြုသူအများစုကအလုပ်အရန်များတက်ကြပါတယ်အလုပ်အရန်ကိုပင်ပန်းကြတာပေါ့နော်ခွန်လေးကိုတုံးထားတဲ့သူတွေကအရန်ကိုအလုပ်လုပ်ရပါတယ်အရန်များတယ်ဆိုပေမဲ့လို့နေရာရလွယ်တာပေါ့ဗျာဘလို့ပဲဖြစ်ပါသူများလက်အောက်မှာအလုပ်လုပ်နေတယ်ဆိုရင်သူများချစ်မှသူများယုံကြည်မှရမယ်လေနည်းနည်းပါးပါးပင်ပန်းတယ်ဆိုရင်ဖြစ်လေကျွန်တော်တို့မြန်မာပြည်သားတွေကတိတ်ပြီးတော့မမှုပါဘူးပေါ့နော်ဆိုတော့ကကျွန်တော်နောက်ဗီဒီယိုမှာနံပါတ်အသွဲလေး
တွေကိုကျွန်တော်ပြောပြပေးသွားမှာဖြစ်ပါတယ်ကိုကဖုန်းနံပါတ်ဝယ်တဲ့ညမှာဘယ်အသွဲကမဝယ်သိဘူးလဲဘယ်အသွဲကဝယ်သိတယ်လဲဆိုတာကိုနံပါတ်အသွဲလေးတွေကိုကျွန်တော်ပြောပြပေးသွားမှာဖြစ်ပါတယ်ကျွန်တော်အကူအညီတစ်ခုတောင်းချင်ပါတယ်ကျွန်တော်ကအခုမှဗီဒီယိုလေးတွေစပြီးတော့တင်နေဆိုတော့ကကျွန်တော်ကိုလူတွေသိမသိသေးပါဘူးပေါ့နော်ဒါကြောင့်လဲကျွန်တော်ကို follow လေးသို့မဟုတ် like လေးဖြစ်ဖြစ်ကျွန်တော်ကိုနှိုက်ပေးထားခဲ့ဖို့ကျွန်တော်တောင်းဆိုပါတယ်စိတ်ချပါကျွန်တော်ကို follow လုပ်ထားတဲ့သူမှန်သမျှအကျိုးမရုပ်စေရပါဘူးကျွန်တော်သိသမျှအကုန်လုံးပြောပြပေးမှာဖြစ်ပါတယ်အားလုံးကိုကျေးဇူးတင်ပါတယ်